အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီညရဖွဲ့သားတွေရဲ့တငယ်ချင်းအကြောင်းပြင်ဖွင့်တဲ့လေးကိုနားဆင်ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီညရဖွဲ့သား2ယောက်ပေါ့ဗျာသူတို့ရဲ့အချင်းချင်းတငယ်ချင်းအဖြစ်နဲ့ဘယ်လိုမျိုးဖြစ်တည်ခဲ့တာတွေဘယ်လိုရင်းနှီးခဲ့တာတွေဒါတွေကိုနားဆင်ရမှာဖြစ်ပါတယ်သူမငယ်ချင်းဆိုတော့နော်ကလောငယ်ချင်းလေးထားမျိုးကျူရှယ်ငယ်ချင်းလေးဒီကိုရငယ်ဘောပေါ့ငယ်ဘောခိတာတီလည်းပေါ်လို့ရေဖာနာတူတူပေါ်ရငယ်ချင်းလေးအမငယ်ချင်းလေးကဖမ်းမတန်းတော့ဒုတိယတန်းလို့တဲ့နေဆိုတူတူပေါ့ပထမတန်းမလို့သိမသိတဲ့ပထမတန်းတဲ့လို့ပပနာတီးရဲ့အဲ့မှာကျကျင်းလေးနော်လို့ကျူရှယ်တဲ့ဖြေဆိုဒီဒုတိယတန်းတဲ့အမျိုးကျူရှယ်တန်းဆက်တန်းဒီပေါ့ဆက်တန်းဒီတူတူဖြေလာအဲ့ဆိုတော့သူတို့ငယ်ချင်းတက်ဒီမြောက်ဆိုးဆိုးစနေရောလို့ပဲရှိမှာမြောက်ဆိုးဆိုရင်းနေအမျိုးအဲ့ထမမငကြထမမမိမဆိုတော့ရောပဲရှိရကြာလို့လေအလုပ်ကိုရောကြာလေဆာတီတို့ပါလားဆာတီတို့ပထမတန်းတို့ကလပ်ပြောလာပါနော်ကလပ်ပြောလာဆိုတော့ဒီလိုဒီထားမိရဲ့မခဲ့သေးရပေါ့တမမူလာတော့စားကလည်းကျမရဲ့လည်းနေမူတော့ပဲအခုဘာလူမမမီကိုလည်းလူစကိုမမီတက်ပဲတူတယ်အဲ့ဒါဆမခေါ်ရပြောနာအမေလုံးရပါပဲငါကြည့်ရှေ့ရဆိုပြောနေအမနော်နေတဲ့သူမူထားလာတော့ပြီးတော့ရတဲ့ပြတ်သွားချောပေါ့သူတော့အမမီအမခေါ်တော့အခုဒီမမီနေပေါ့တချေကလည်းအမလောကိုငှက်ချင်းမတက်ကောက်ရေတချေကသူနာပပနာကအမျိုးချုံငှက်ကြီးလေးဆိုရှိရလားနာရက်ပြေကျော်ဟိုရက်ပြေကျော်ဆိုရမျိုးလေးလည်းမေးရသူဖာမလည်းမေးရမေးပဲမျိုးပပဖာမလည်းမေးရသူကရမပြေပြီးပြောတာကတော့လေတကယ်တော့ကိုကတဲ့တို့ပြောမှတဲ့တို့ပြောတဲ့တော့သူကလည်းစီမံဆိုတာနောက်လည်းပဲလူကြော်ကလည်းအခုနာမျိုးပြောနေကြောက်ဤထီပေါ့နော်တဲ့နေတာလည်းပြေမတိထားကိုပြောတာတော့ကိုကတဲ့ပြောလို့ဆိုတော့လေချုံငယ်ကြီးတွေတော့မခံနဲ့ရမှာပြောညင်းလေးမျိုးစီဆိုးလေးမျိုးဖြစ်ပေါ့နော်အဲ့မဲ့သူကတော့ကိုနှမျိုးပြောပေါ့နော်တဲ့ပြောလိုက်ပြီမဲ့သူကနားလဲခံနေပေါ့လားခံနေအခုချက်ဒီထဲနေနေတာပဲOK ဆိုတဲ့အော်သူနမောရှိရမြင်တဲ့ပေါ့အမျိုးအဲ့တော့ရဖေးဆိုလည်းမေးရလည်းမေးရသူလည်းကြွပြောမယ်ဆိုပလက်ဝါပေါ့သူပေါ်မှာစီထားရပလက်ဝါသူမှာခါခဖြစ်နေဆိုခီလို့ပဲသူမရှိဆိုအမျိုးပေါ့ပြီးတော့ရစားပဲစောက်ပဲဖြစ်လငန်းကိစ္စပဲဖြစ်ကျဲအဲ့တော့သူမှာရှေ့ဆောင်ငကြသူပေါ်မှာကိုဆောင်ငကြဆိုတော့ပပဲဖြစ်ရရှေဆိုတော့ဒီလိုမျိုးနားထောင်နေရတဲ့စင်ကျွန်တော်တို့လည်းကိုယ့်ရဲ့တငယ်ချင်းတွေကိုပြန်ပြီးလွှမ်းရတော့ဗျာအခုလည်းတော့တငယ်ချင်းတွေရောက်ကြအောင်ကိုကျွန်တော်တို့ကြားရတာဖြစ်ပါတယ်ဆက်ပြီးတော့နောက်ထပ်ညခွဲသားတယောက်ရဲ့တငယ်ချင်းအကြောင်းကိုနားဆင်ကြအောင်ဗျာအခင်းရဲ့သူနာသူကပြီးတော့သူနာဟမ်မစာတီနိုးတော့ရှစ်တန်းလုံးမှာစာပြီးပြီရှစ်တန်းလုံးမှာစာတီပြီးဆိုတာစာတော့ကလောပြောလာပေါ့နော်ကလောပြောလာဆိုတော့ရှောင်းကတော့ငါးတန်းတော့ထဲကတဝဲထော်လေးမတိုင်အဲ့တော့သူကဝဲကြနေစာထော်လေးပြောလာခင်မှာတိုးစာတည်အဝဲရချောဆောင်မှာဆိုပြီးတော့သူတအားချောပဲပေါ့နော်ချောပြီးတော့အဲ့နော်အဝဲရချောဆောင်မှာဆိုပြီးတော့ပိမလာထိုင်ပေါ့နော်ရှုပ်ပိမလာထိုင်ပြီးနာငယ်ကြီးလေးအဲ့နေစာပြီးတော့ငယ်ကြီးဖြေရပြီးခင်မှာနောက်ထားနေလေးမလဲအမျိုးတူတူပဲထိုက်ကြီးရဲ့တရောနေရအိုးပြီးဆောင်နေတာမျိုးတော့တခါရဲ့ကလာတာမျိုးတော့အမျိုးလေးပေါ့နော်ပြီးတော့အသိလေးဆိုလဲတသိလေးယူအနေမှာရေစီရခတ်တာတော့ဆက်တယ်လို့တော့အသိတသိတဲ့ကလာဆိုတော့တန်ရှည်တူလို့ရတဲ့ခင်မှာကိုခလုံးထိုးပြီးကောတာပြီးခင်မှာနေရောပလာမှာမိုက်တေဝါချောလေးလဲနေခင်မှာဒီပြောပေါ်ရှိပြောပေါ်ထဲကိုတေဝါလေးခိပြီးနေမှကြော်မကလာပဲနော်တေဝါလေးထိုးကြတယ်နေရောတရားဆရာမကေရင်းနဲ့တရားထိုးတယ်နေပါဆရာမတဲ့ရိုက်တဲ့ဝါလာအဲ့တော့နာနေရောလေမိမဆွေးရတယ်နာအဲ့ပြောခိုင်းတည်ရပါတော့ချစ်ပြ YouTube မပြမချစ်ပြလဲဆိုပြအဲ့နေရောမှတရားဖြေပြီးတော့
ဆိုးသားတွေလည်းတူတူလို့တူတူတိုက်ပန်းစရာမလိုဘဲနာမျိုးတွားစားလာစားမျိုးမူစားစားမျိုးတော့အမျိုးဆိုအမျိုးလေးထီတူတူလုပ်ပြီးဆိုတော့အခုနောက်ပိုင်းထီလည်းအခုထီလည်းစစ်တော့တအားလုံးမှန်ဟပေါ့နော်အခုနောက်ပိုင်းဆိုတော့ဝီပြီးဆိုတော့သူကလည်းတဝဲမှာကြံ့ရဲဆိုတော့ ကျွန်တော်တို့ငယ်ဘဝတော့ကျွန်တော်တို့ ਨੇ ကောင်းတူတူဆိုးတူတူတငယ်ချင်းတွေကိုသူရဲ့ရင်ဖွင့်တဲ့နေရာတစ်စင်းကျွန်တော်တို့ကြားသိရတာဖြစ်တယ်။ဆိုးခဲ့တဲ့အမှတ်တရတွေကတော့ကျွန်တော်တို့အခုတည်းမှတ်မိနေတာဖြစ်တာပေါ့ဗျာ။ဒါတွေကလည်းတစ်ချိန်ကျရင်ပြန်ပြောရမယ့်ဇာတ်လမ်းတွေပေါ့ဗျာ။အခုချိန်မှာကျွန်တော်တို့ရဲ့အဆက်အသွယ်တွေဝေးကွာနေတယ်ဆိုရင်တော့မှကိုယ်တငယ်ချင်းအကြောင်းကိုအတွေးလေးတွေပိုများနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်လို့ ဆက်ပြီးတော့လည်းကျွန်တော်တို့နောက်ထပ်ကိုယ်တငယ်ချင်းတွေနဲ့ဘယ်လိုမျိုးရင်းနှီးရတာတွေခင်မင်ရတာတွေဒါတွေကိုဆက်ပြီးနားထောင်ကြည့်ကြပါဦးလို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်ဗျ ငကြေစာတူတဲ့နေစာခုခိတီရှိနေသူငကြေလေးထုံတော့နဲ့မြောက်ခရအဲ့ဒီကျော်လေးကလော့တဲ့နေစာသူငဒါတဲ့နေစာစာရေးတဲ့ခဲငကြေအခုခိမလေးရောရှိဝိုင်းမိမနေရောရကြတဲ့ရောလေးရောရှိရအမလူလဲကြောအခုခိမတရောတနေရီနော်ဖြစ်နေကြပါနော်မတူကြီးဟာဒါမျိုးအဲ့ဒီလိုက်ထမှာတော့ပြောရီဖြေကြီးအဲ့ဒီစရုအခုလာရှိတကယ်လို့မပြီးငါကြည့်လိမ့်မျိုးဒီ close မဖြစ်ပဲအထိတခုခုသူတို့ e စာလေးရေးဘောကစာလေးဖြစ်လာတဲ့တော့အလောတူလိုက်ရလာရှိရေးပေါ့ငွေကြီးဆိုတော့ပြီးတဲ့တော့အရောစာရေးဆိုမဟုတ်နိုင်ရေးဆိုမဟုတ်တခုခုလွတ်အားတဲ့တော့သူတို့ရဲ့အမဝေဖာလင်းတာပေါ်ပြီးတဲ့တော့ကျွန်တော်လောဆက်တဲ့တော့ဖြေပေါ့သူတို့လေကျွန်တော် email လို့လဲပြောသူတို့လေ auto လာပြီးတဲ့တော့ဆက်တဲ့လာပြီးတဲ့ကုညီပေးတယ်လို့မျိုးရှိရဲ့အဲ့ဒီကျွန်တော်ရောကတော့အခုခီမာတော့စီတစည်းလိုမျိုးတော့မှပြောလို့ပြောဖြစ်ဖြစ်အဲ့ဒီအပလာမတူခီမာတော့ငငယ်တော့မျိုးငကြုံငနာလေးဖော်တူရတယ်နော်ဥပမာအောင်မလားခါလာခါတူလဲတဲ့စောကြော်လေးဆက်တန်းပြီးရခီမာရောနော်ရောတူကြီးဟာရကောဒါလူတာအမဟိုချောင်းနဲနော်နဲဖာချာရောလို့ရရှိအမလေးရောအမပြူထားမလို့နေရောကလေးရောကျွန်တော်ငကြနေရောအခီမာအမတော့ဝမလာဆောက်ရဲ့ဖြတ်လက်ပွဲနေမှာမိုင်းအမဆောက်ခီမာဂျေဦးကဆင်းမတော့ထဲဂျေဦးကဆင်းမတော့ထဲလို့ကျွန်တော်ရောငတဲ့ခေမနဲ့ကြောက်ပြီးမှတူရီတော့ပထမဆောက်ခီဖြစ်တော့ကြောစီးနေရင်မထားတော့တူတဲ့လို့အမျိုးဟဲ့လာလာအခုခီမာတော့ဖေဖိုလေးဟဲ့လေးမပြက်ကြလေကြောအခုလေးလနေဖို့လနေရောကြလေတော့တကယ်ဆက်ကြီးနေလေးမရောနေမှာပေါ့အဲ့ဒီ group message group ရောက်လာတော့ဆက်ခတ်တာပဲအဲ့ဒီကုညီလိုတော့ရပါဘူးသူတို့ရဲ့ကြောလေးဖချာနေလို့ရကတော့နေဆိုကုညီလိုတော့မျိုးကုညီပေးတယ်မျိုးရှိတယ်ခက်အများပါခက်ဒီကတော့ငကြေသူအမျိုးပဲဟိုစီစီမနော်တူကြီးခိတဲ့ဆိုအမျိုးဖြစ်နေမှာငကြေသူမျိုးခက်တယ်ရပါဘူး ဒါတွေကတော့ကျွန်တော်တို့များရဖွဲ့သားတချို့ရဲ့တငယ်ချင်းအကြောင်းကိုရင်ဖွင့်ကြခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ကြင်ရှိနေသေးတဲ့ဖွဲ့သားတွေရင်ဖွင့်တဲ့ကိုနားဆင်ကြည့်ကြပါဦးလို့ပြောကြရင်းနဲ့ကျွန်တော်တို့တငယ်ချင်းအစီအစဉ်ပထမပိုင်းကိုဒီမှာရန်နောက်ပြပြပါလို့ကျွန်တော်အနေနဲ့နှုတ်ဆက်ပါတယ်